This in January လ4ရက်နေ့မှာကြာရောက်တဲ့ World Braille Day ကမ္ဘာမျက်မြင်စာနေ့အတွက် activities လေးတစ်ခုနဲ့ပါဝင်ချင်ပါတယ်။လာမယ့်2026 January လ4ရက်နေ့မှာကြာရောက်တဲ့ကမ္ဘာမျက်မြင်စာနေ့အတွက်ကိုစီယူထွန်းရဲ့ challenge လေးကို accept လုပ်ရင်းနဲ့ပါဝင်ချင်ပါတယ်။ဒါကတော့1မိနစ်အတွင်းမှာ6ပေါက်ဘယ်လောက်ပြီးအောင်ထိုးနိုင်လဲဆိုတာဖြစ်ပါတယ်။6ပေါက်ဆိုတာတော့ရှင်းပြရရင်ဒါကကျွန်တော်တို့မျက်မြင်စာအတွက်လိုအပ်တဲ့အခြေခံတစ်ခုပေါ့နော်ဒီ6ပေါက်ကိုစနစ်တကျထိုးနိုင်တော့မှတခြားအခရာတွေကိုဆက်ပြီးတော့ပြင်ယူခွင့်ရတာပါနားလည်အောင်ပြောရရင်ဒါအမြင်အာရုံတန်ဆွမ်းတဲ့ကလေးကြီးကြောင်းစနေတဲ့အချိန်မှာရေးရတဲ့ဝါလုံးနဲ့အတူတူပဲပေါ့နော်မတူညီတာကတော့ဝါလုံးကအဝိုင်းဖြစ်ပြီးတော့6ပေါက်ကတော့4တောင်ပေါ့နော်ဘယ်ဘက်30ညာဘက်30အဆက်လေး60ရှိရဲ့ဟာကိုထိုးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လဲစာမရေးရကြာပြီ9နှစ်လောက်ရှိပြီဆိုတော့1မိနစ်တွင်မှာဘယ်လောက်ထိထိုးနိုင်မလဲဆိုတာကိုတစ်ချက်စမ်းကြည့်ရမှာပေါ့နော်ကဲတိုင်မှာစမှတ်လိုက်မယ်နော်โอเคပြေသွားပြီပေါ့နော်ဘယ်လောက်ပြီးလဲတော့မသိဘူးတစ်ချက်ကြည့်ကြည့်အောင်ဒီအပေါ်အကြောင်းလေးကတော့အကုန်ပြီးရဒါအလုံး30ပေါ့နော်1 2 3 4 5 6 9 10 11 12 13ဆိုးရ43လုံးပြီးရပေါ့နော်ကျွန်တော်စာမရေးရလဲကြာပြီဒီလောက်ပြီးရဆိုတော့ဆိုပါဘူးရေးခင်မှာလည်းတော်တော်ရေးခုံးဒီမှာကြည့်ကြည့်တော့လုံးဝဘာလုံးလိုပဲတင်ကြီးညာတယ်မတူတာကတော့အဆက်လေး60နဲ့ဆိုတော့နည်းနည်းကွဲပြားတာပေါ့နော်ကျေးဇူးပါနောက်လဲပိုကောင်းတဲ့ content တွေနဲ့ပြန်လာခဲ့ပါ